မဒီနေ့ဘယ်လိုပုံမျိုးထုတ်ချင်လဲမသိဘူးနော်ဟုတ်ကိုခဏလေးနော်ပြမယ်နော်ဟုတ်ပြီဒီကောင်လေးဟုတ်ပြီအဲ့ဆိုနင်းစီကိုဒီပေါင်ရဲ့တစ်ဝိုက်မှာထိုးပါဘောနော်ဟုတ်ပြီအဲ့ဆိုကျွန်မလေအခုပထမဆုံးတစ်ခုပြောချင်တာကပုံကနည်းနည်းလေးဒီပြက်လောက်ရှိတော့လေပြက်လောက်ရှိတော့အခုတရက်ထင်းနေတော့မပြီးနိုင်ဘူးနော်မပြီးနိုင်ဘူးမနေ့ပြန်သမုတ်တစ်ဘက်ကပေါ့နော်2ရက်လောက်လေးထပ်ပြီးတော့ပေါင်းရင်ပေါင်းအောင်မယ်ဒီနေ့တော့အခုပထမဆုံး online လေးတစ်ချက်ကောက်ပေးလိုက်မယ်နော် online လေးကောက်ရင်တော့ဒါအဆင်ပြေတော့မယ်ဆိုတော့ဒီနေ့တော့အခု appointment ကို3နိုင်တော့ညီမရနိုင်တော့မသိဘူးနော်ရတယ်ရှာနော်ဟုတ်ပြီဆိုအဲ့ဆိုအခု online လေးစကောက်မယ်နော်ဆိုတော့နောက်တစ်ခုကတစ်ခုလောက်လေးခွင်တောင်းချင်တာလေဒီညီမရဲ့ဒီပေါင်အတွင်းသားပေါ့နော်အတွင်းသားလည်းနည်းငယ်ပါနိုင်နေဆိုတော့ညီမရဲ့ private part လေးတွေထိရမှာဖြစ်တဲ့အတွက်အခုပထမဆုံးလေးတော့အဲ့ဒါလေးခွင်တောင်းချင်တယ်နော်ညီမရဲ့ဒီအတွင်းသားလေးကိုထိရမှာဆိုတော့လေနော်အဲ့ဒါလေးခွင်ကျိုးပြီးတော့ခွင်တောင်းတယ်ဆိုတော့အခုစလိုက်ကြစမယ်ဟုတ်ပြီဆိုတော့ဒီပထမဆုံးစကလေးစလာလိုက်မယ်အတွင်းကကြတော့ဒီနားမှာနေ့စီပန်းပွင့်ခက်လေးနောက်ရောက်တဲ့ဆိုတော့ကိုနည်းနည်းလေးအောက်ချလိုက်မယ်နော်ဟုတ်ပြီကဲဟုတ်ပြီအဲ့ဒါဆိုတော့ရပါပြီဆိုတော့ကို online လေးရင်စပြီးတော့ကောက်လိုက်ကြ online လေးရင်စကောက်မယ်ဆိုတော့ဒီနေရာလေးတစ်ဝိုက်လေးကိုစလိုက်မယ်နော်ဟုတ်ပြီဆိုတော့စကြမယ်ကို free hand လေးပဲရင်ကောက်လိုက်မယ်နော် free hand ပဲကောက်မယ် copy မချတော့ဘူးအဲ့တော့ဒီပုံလောက်လေးကတော့လွယ်ပါတယ်သိလေအပတ်မကြည့်တဲ့ပုံလေးဆိုတော့လေဟုတ်ပြီအရှင်ရောညီမတက်တူးတွေပါထိုးပြီးတဲ့အတွေ့အကြုံရှိလားတေးလေးတော့ထိုးပြီးတယ်အဲ့ဒီထိုးပြီးနော်ဟုတ်ပြီဒီကနည်းနည်းကြီးတဲ့ခါကျတော့အချိန်လေးတော့နည်းနည်းပူပေးရမယ်ပေါ့ကွာတိလားဒါပေမဲ့ညီမအဲ့နဲ့တော့မစိမ့်ပါဘူးလောက်လေးကတော့ဟန်တယ်လောက်နိုင်ပါတယ်ဒီတစ်ခါအကြီးဆိုတော့ပြန်ပြန်နာမနာပါဘူးအကယ်လို့ညီမနာမဆိုရင်လည်းဆိုရင်ဒီရှက်ကီလေးပါလေးနည်းနည်းထုတ်လို့ရမှာပါတိလားတတ်ထုတ်လိုက်ရင်တော့တတ်တာမယ်ဒါပေမဲ့အခုဒီခန်းထဲမှာတော့လုပ်လို့မရဘူးလေနော်ညီမတောက်ချင်တယ်ဆိုတော့အပြင်မှာတတ်တာရမယ်တောက်နော်ဟုတ်ပြီဆိုတော့ကဲအဲ့ဒါရင်အခုခဏလောက်လေးချိန်ပေးပါကိုဒီ online လေးရင်စကောက်လိုက်မယ်နော်ပြီးညီမအဲ့တော့အခုတော်တော်များများတော့ဒါ online လေးပြီးသွားပြီနော်ညီမအညောင်းညာပေးလေးနည်းလေးပါလေးထားရှောင်းနော်မရှောက်တော့နော်အဲ့ဆိုတော့သမင်းစားစီလည်းလိုပါသေးတယ်အဲ့ဆိုတော့အခုဒီနောက်ထပ်တစ်နာရီလောက်အတွင်းတော့ကို online လေးဒီနေ့တော့အပြည့်လေးကောက်လိုက်မယ်နော်အဲ့ဆိုရင်ညီမလောက်ဆိုပြီးမယ်ပေါ့နေ့လည်းတစ်ချက်ထိုးပေါ့နော်နောက်တစ်နာရီတော့တစ်ချက်ထိုးလောက်ဆိုရင်ပြီးမယ်နော်ဟုတ်ပြီအဲ့ဆိုတော့ရပြီနားလေးနော်ကိုဒီနေရာလေးတွေဖြည့်လိုက်အောင်မယ်ဖြည့်လိုက်ဟုတ်ပြီโอเคညီမအဲ့ဆိုကိုတို့ဆက်လက်စားလိုက်ကြနော်ညီမအဲ့နဲ့လည်းအရင်မဝေးလောက်ဘူးထင်ပါတယ်နော်ရှေ့မှာညီမထိုးထားတဲ့တတူးလေးကိုကြည့်လိုက်တာဒါအဲ့နဲ့တိတ်မဝေးလောက်ပါနော်အဲ့ဆိုတော့စားလိုက်ကြအောင်နော်ဟုတ်ပြီဟုတ်ပြီဆိုတော့အတက်ကလေးကိုဟိုဟာလေးရှူတာပါမန်ချင်းကိုက်တလားလေးပဲနော်ရိုင်းတာမှမဟုတ်ဘူးအကယ်လို့ညီမမမခံနိုင်တော့ဘူးပေါ့နော်နားလာပြီဆိုရင်ကိုပြောဟိုခဏလေးပြေးရပ်ပြီမယ်ဟုတ်ပြီစားကြအောင်နော်ဆိုတော့ကိုတို့ပွင့်ခက်ကလေးကစားလိုက်ကြရအောင်စားမယ်